ချက်ပြီဆိုရင်ပကံနဲ့ထည့်နော်ပကံရှိလားပကံရှိအဲ့ထက်မှရှိလားရှိဘူးလားအေးရဒီခွက်လေးနဲ့ပဲဒီခွက်လေးနဲ့ပဲပါစားရတော့မယ်အဲ့ဒါထည့်လို့ရတယ်အေးဟုတ်ပြီထည့်အေးဟုတ်ပြီထက်ချက်အောင်မလားထက်ချက်အောင်မလားချက်ပြီးပါပြီလားโอเคရေဟုတ်ပြီချက်ပြီးသွားရင်ဟုတ်တယ်ပြန်ဆေးရမှာနော်ဟုတ်ပြီဟုတ်တယ်ခုနကတုံးထားလို့ပြန်ဆေးရအောင်မယ်အားရင်ချက်အောင်မအဲ့ပါလေ fish fish က grey fish လား fry fish လား fry fish ဟုတ်ပြီအုပ်ထားအောင်ပါโอเคချက်ပြီဆိုပြောနော်โอเคဈေးရပြန်ဆေးပြန်